ဆရာလည်းမြင်ပါပါရှင်အခုကအခက်ကြားတဲ့လူကတော့ထိုင်းနိုင်ငံမှာဥပ္ပကိုစာချုပ်ပဲဖြစ်ပါတယ်ရှင်ဒါလို့ဒီဥပ္ပကိုကတော့ဒီကိုမိုးလေးပေါ့နော်ရမဲတင်းဆိုတော့ထိုင်းနိုင်ငံမှာအလုပ်တွေသွားလို့နေရတာမောင်လေးတွေကသူတို့တကယ်ကြီးတွေတူပေါ့နော်ဒါဥပ္ပကိုကချိန်ပြီးတော့ထပ်နေတာပါဥပ္ပကိုကတော့ဒီမှာပေါ့နော်တက်စုတာအရှင်ကြီးရောင်းဝယ်လုပ်ငန်းထဲမှာတက်စုတာနဲ့ထည့်လာပါတယ်ရှင်ဒါဒီပုံမှန်တော့ဒီရှိတယ်ပိုက်ပါဆိုင်ရမယ်နော်အသားကိုနဲ့စုတာတော့3သိန်းပါရှင်ဒီပြည့်နံပါတ်လေးပါသူတို့ထားတဲ့ပေးထားနော်စာလေးထုတ်တယ်ဆိုရဒီမှာကျွန်တော်တို့ရှင်းနေတန်းရှင်းနေနဲ့စာလေးထုတ်ပေးပါတယ်ရှင်ခုလိုမျိုးမားလုံးလုပ်ငန်းမှာမဝေးမောင်လုံးကိုဒိုဒီကနဲ့ဒိုလေးလေးတွေနှမ်းလွဲပြီးတော့ဒီကလူတွေမမြင်ဘူးပေါ့နော်သူတို့တော့ကျွန်တော်ဝင်ပြမတို့မမြင်ဘူးဒါနဲ့တန်းလွဲပြီးတော့ဝေးတွေပဲပြီးတော့ယုံကြည်မှုနဲ့စာလေးထုတ်ကြတယ်ဒီတွေဝယ်ကြတယ်ဆရာကြီးခဲ့ကြတဲ့အတွက်ပြင်းမြိုင်းနေပါတယ်ကျမချမ်းသာကြပါစေနော်လူဝသနာရေးပြပါစေတုံးကနေလေးစီ